အခုဘာဖြစ်လဲဟဲ့လောက်ရှားနေကြောက်နေရဟောမကြောက်နဲ့လေဟေးတွေ့ပြီလားတို့ကြောက်တော့ကိုရုပ်လာဘယ်လိုကြောက်နေလို့မကြောက်နဲ့ဘာပြောအမှန်လားဟလာတက်လာကြည့်ပါလေအဲ့တော့ချောလေးနော်ကြာပြီလားပြစ်တာဟုတ်ကဲ့တလားခွင့်လောက်တည်းစီထူမှလားကြာလိုက်လားအခု23ပြည့်တော့ဟုတ်ကဲ့ဟုတ်တယ်ဟိုဝီချဲဆိုစတိုင်ကထိုင်လို့ရပြီအခုဘာဖြစ်လဲဟဲ့လောက်ရှားနေကြောက်နေရဟောမကြောက်နဲ့လေဒီကရဒီကဝီကြောပါတယ်ဟေးကရလာသူ့မေတင်ခိုင်းလေလေရပါလိမ့်ငိုလဲငိုလဲကိုကဘာဝမ်းအောင်တာဝမ်းသာပါဘယ်နဲ့ဟိုကမှာကိုကဟိုသာမဖြစ်တာဘာမှဝမ်းနေကြမလို့အေးနေရာကောရတယ်ပြည့်လို့ပြည့်ဒါမငိုနဲ့အန်ဒီဒါကိုကြီးတို့လိုက်ထောက်ပံ့နေတယ်ပေါ့လိုက်လာကိုကြီးဆိုအဲ့မှာအခုဝီချဲနဲ့ဆိုရင်သွားကျင်တဲ့ညသွားလို့ရပြီလေဝီချဲအရင်ကမရှိတာမမတို့ကတော့ရှိဘူးတဲ့ဒါပေမဲ့မမဆိုတော့လမ်းမကောင်းပြက်သွားတာဟောငါခုဝီချဲရပါပြီရာဘူးလေဗနာနေရမကောင်းဘူးအခုကတော့သွားကျင်တဲ့နေရာသွားလို့ရပါပြီနော်ဒါလည်းကိုကြီးလှူထားတာကြာပြီလိုအပ်တဲ့လူရှိမှလှူပေးမယ်ဆိုပြီးထားတာနောက်ပြီးတော့မဟုတ်ဖို့လည်းပေးခဲ့အောင်မယ်ကိုအောင်စောထက်က3သိန်း1000ကိုကြီးလှူထားရှိတယ်ညီမလေးကိုမဟုတ်ဖို့ပေးခဲ့လိုက်နော်ဘာဝယ်စားမှလည်းမဟုတ်ဘူးကြောက်တယ်လားတည်းမှမတက်ဘူးဩဦးချက်ပါလေအရင်တော့ရှိတယ်အခုမရှိတော့တာရှင်မရှိတဲ့ထက်မဟုတ်ဘူးလားဘာလို့လဲဝင်နိုင်ဖို့အဆင်မပြေလို့လေတမီးကရွာမှာဆိုတော့ပြီးတော့ဒါဆိုရင်သွားခြင်းနဲ့နေသွားလို့ရပြီအခုဝီချဲလူပေးတဲ့လူရှင်ရောဒီမဟုတ်ဘိုးလူပေးတဲ့လူရှင်ရောဗာပြောမလဲကြည့်နေအများကြီးတင်ပါတယ်ဝမ်းလည်းဝမ်းသာပါဒါဆိုအခုဒါတွေအပြင်သွားရင်ဘယ်လိုလိုက်တုံးမေးမှာညီမလေးပြောက်ရှိဟုတ်လားဟုတ်ကဲ့ဒီကတွန်းတဲ့နီးတွေပါတော့ငါတင်ပေးတက်လို့လာပါဗတ်စမိုင်းအဲ့ဒါလေးကချီရတာကိုကြီးကမှာဟဲ့လားချီလေးရွှေလာဒီလားအကောင်ကြီးသိမ့်မကွာအကောင်ကြီးကတွန်းမေးတက်လားလာဒီနားလားအရင်တော့တွန်းမေးဘူးလေဟုတ်လားခဏဒါသူထိနေရတာပေါ့နော်ဟိုကဝီချဲမရှိတော့အပြင်နေလျှောက်သွားလို့ဘယ်လိုရမှာနော်ဟိုဝီချဲရှိတော့အပြင်လျှောက်သွားလို့ရတွန်းမေးပါအဲ့ဒီတွန်းမေးအဲ့ဒီနေတော့ပါကျင်နေတယ်ကျန်ရက်ကဆိုပြရလဲဟိုမှာငှက်ရဆိုတော့သူနားလေးပါထားနေကြည့်နေကျွန်တော်အပေါ်တက်ကလန့်လန့်ပြီးတော့သူ့ကိုကြည့်တာသနာတော့ဟုတ်လိုမယ်ဆိုရင်လိုအပ်မယ်ဆိုဘာတွေလိုအပ်အောင်မလဲမရှိအောင်အခုဝီချဲရပြီကွာဒီမြစ်ဘာလိုအပ်တယ်ထင်ဟုတ်တော့ဆက်ချုပ်ရှင်လားထိုင်းပြီးတော့ချုပ်တယ်ဆက်တယ်ငါတို့ဆက်အဲ့လိုရှိလားအဲ့လိုဆက်ရှိတယ်လားငါတို့ဆက်ဘယ်လောက်ရှိလို့ဝါဒနာပါတယ်ချုပ်တယ်ဝါဒနာပါတယ်လက်နဲ့ချုပ်တာလေဟုတ်လေအဲ့လိုဆက်ရတယ်ဆိုရင်ကိုချုပ်နိုင်ဟုတ်တင်းရမှာပေါ့နော်အဲ့လို6တော့မသုံးပါဘူးလက်နဲ့ပဲအဲ့လိုဆက်ရှိတယ်ပေါ့ဖြစ်ရှင်တာအဲ့လိုဆက်ချုပ်ရှင်တာမာဆိုဝယ်ထားဝယ်ခိုင်းနေဝယ်ပြီးသူကချုပ်လက်နဲ့ချုပ်အချီလုံးကိုသူကအဲ့လိုလဲချုပ်တတ်တယ်ညှက်တတ်တယ်ပြတ်တတ်တယ်ဟုတ်ကဲ့အဲ့ချုပ်သက်ဘယ်လိုပုံစံလဲသိလားလမ်းပေါ်မှာကိုရကပြားသေးတယ်ပြောတော့မပြောတယ်ဘူးအဲ့ဒါလေးလိုချင်တာဘယ်လောက်ရှိလဲမသိဘူးဟုတ်ကဲ့လောလောဆယ်ကတော့နာမည်ဘယ်လိုနာမည်အီတန်စင်မှုနာမည်ကတော့မအီတန်စင်မှုပေါ့နော်အသက်က23နှစ်ရှိသွားပြီအဓိကကတော့
ဟိုငယ်ငယ်ဒီပေါ်တော့ဒီရာတော့ငယ်ငယ်တွေကဖြစ်တာအဓိကအခုလက်ရှိ तू ဖြစ်ချင်တဲ့စန္ဒရတော့ဟိုအတန်းပညာလည်းမရှိတဲ့အခါကျတော့ तू ကစက်ကလေးချုပ်ချင်တာနော်သူလက်နဲ့ချုပ်တဲ့ဆက်ချုပ်ဆက်ရှိတယ်တဲ့ဟိုလိုချင်တာတော့အဲ့ဒါလေးလိုချင်တာနော်လောလောဆယ်ကတော့ဒါဝီချဲလူထားတဲ့အလူရှင်ရှိတာနဲ့ဝီချဲလေးလာလူပေးနေဒီကိုအောင်စော်ထက်ကမဟုတ်ဖို့ပေးတဲ့ဟာလေးကိုလာပြီးတော့လူပေးတာဖြစ်ပါတယ်အချုပ်ဆက်လူချင်းပေးခြင်းတဲ့လူရှိလို့ရှိရင်ကိုကြီးနောက်တစ်ခေါက်လာခဲ့ပေးဦးမယ်နော်နော်လောလောဆယ်တော့ဒါလေးနဲ့နည်းနည်းတိုင်းတိုင်းအောင်နည်းနည်းပတ်ရှိုးလိုက်အောင်နော်ပွားခြင်းတဲ့နေရာတနေကုန်ပတ်ရှိုးလိုက်အောင်နော်ဟုတ်ကဲ့ပါအလူရှင်တွေအကုန်လုံးကျေးဇူးများတင်ပါတယ်ကျေးဇူးပါ